နောက်တစ်နေ့မိုးလွဲပိုင်းဟတ်ဆန်းရောက်လာတဲ့အခါမှာကီချောကသူ့ကိုရှာရလွယ်အောင်စမတ်ဖုန်းတစ်လုံးလက်ဆောင်ပေးလိုက်ပါတယ်ဟတ်ဆန်းကဝမ်းသာအားရနဲ့ဂျီဝူးကိုအဲ့ဒီဖုန်းပြတဲ့အခါဂျီဝူးကဟတ်ဆန်းဟာဖုန်းဆက်ခင်အသေးလေးပေါ်မှာစာတန်းအရှိကြီးတွေကိုဖတ်နေတာသတိထားမိသွားပါတယ်ဒါကိုကူညီဖို့ဂျီဝူးကသူ့တငယ်ချင်းတယောက်ကူညီနဲ့ကွန်ပျူတာခန်းထဲခိုးဝင်ပြီးအဲ့ဒီစာတန်းတစ်ခုလုံးကို print ထုတ်ကာဟတ်ဆန်းကိုလက်ဆောင်ပေးခဲ့ပါတယ်နောက်တစ်နေ့မှာတော့ Pythagoras Pythagoras တင်ချစစ်ဆေးမှုရှိပါတယ်ဂျီဝူးကတော့ဟတ်ဆန်းရဲ့တင် ကြားမှုကြောင့်အဆင်ပြေနေပေမဲ့ဘိုရန်ကတော့အစပိုင်းမှာတချင်းကိုမှတ်မိနေပေမဲ့နောက်ပိုင်းမှာအရန်စိတ်ဖိစီးလာပြီးစာမွေးပွဲကိုအပြီးမဖြေနိုင်ပဲအခန်းထဲကထွက်သွားခဲ့ပါတယ်သူ့အမေကလည်းအရှက်ရမှာဆိုလို့ကျောင်းကိုခီးသွားတယ်လို့လိန်ညာပြီးဘိုရန်ကိုအိမ်မှာပဲနေခိုင်းထားပါတယ်ဂျီဝူးကဘိုရန်စီဖုန်းဆက်ပေမဲ့ဘာကြောင့်ပြန်ချက်မှမရခဲ့ပါဘူးညနေပိုင်းမှာတော့ဂျီဝူးနဲ့ဟတ်ဆန်းတို့ဟာဘိုရန်ပေးထားတဲ့လက်မှတ်တွေနဲ့ကနဝင်တေးဂီတဖျော်ဖြေပွဲတစ်ခုကိုတွားခဲ့ကြပါတယ်ဘိုရန်ကတော့ရောက်မလာခဲ့ပါဘူးဒါပေမဲ့ဟတ်ဆန်းကတော့အဲ့ဒီတေးဂီတကိုအရန်သဘောကျပြီးမျက်ရည်ကျတဲ့အထိစိတ်လှုပ်ရှားသွားပါတယ်အဲ့ဒီနောက်ဟတ်ဆန်းကဂျီဝူးကိုသူ့အိမ်မှာညစာစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်ဒါဟာဂျီဝူးအနေနဲ့ဟတ်ဆန်းထမင်းစားတာကိုပထမဆုံးအကြိမ်မြင်ဘူးတာလည်းဖြစ်ပါတယ်အဲ့ဒီညမှာပဲတစုံတစ်ယောက်ကပိုက်တကိုးရက်စာမွေးပွဲမေးခွန်းတွေကိုအင်တာနက်ပေါ်တင်လိုက်တဲ့အတွက်ဆရာတွေအခက်တွေ့ကုန်ပြီးမေးခွန်းပေါက်ကြားအောင်လုပ်တဲ့ចောင်းသားကိုလိုက်ရှာနေရပါတယ်ဒီအတော်အတွင်းဂျီဝူးနဲ့ဟတ်ဆန်းတို့စာအုပ်ဆိုင်သွားကြတဲ့အခါမှာမြောက်ကိုရီးယားကလာတဲ့လူတစ်ယောက်ကဟတ်ဆန်းကိုမှတ်မိသွားပါတယ်အဲ့ဒီလူကဟတ်ဆန်းကိုပါရာဂူလို့ခေါ်ပြီးသူတို့မြောက်ကိုရီးယားတက္ကသိုလ်မှာရှိစဉ်ကတင်းချပါရမီရှင်တယောက်အဖြစ်တည်ခဲ့တဲ့အကြောင်းတွေပြောပြပါတယ်ဂျီဝူးကိုလည်းဟတ်ဆန်းရဲ့သားလို့ထင်နေတဲ့အတွက်သူတို့နှစ်ယောက်လုံးစိတ်ရွှေသွားကြပါတယ်ဟတ်ဆန်းကတော့အတိတ်ကအကြောင်းတွေကိုကျေးဇူးတင်စကားဆိုပြီးဆိုင်ထဲကနေအမြန်ထွက်သွားခဲ့ပါတယ်အိမ်ရောက်တဲ့အခါဟတ်ဆန်းကသူ့ရဲ့သားဖြစ်သူလီထေယွန်းနဲ့အတူရှိခဲ့တဲ့ပြောစရာအချိန်တွေကိုပြန်လည်သတိရနေပါတယ်နောက်တစ်နေ့မှာတော့သတင်းဌာနတွေကနေတင်ချာလောကရဲ့အခက်အခဲဆုံးပြဿနာတစ်ခုဖြစ်တဲ့ Riemann hypothesis ကိုလီဟတ်ဆန်းဆိုတဲ့မြောက်ကိုရီးယားတင်ချာပညာရှင်ကဖြေရှင်းနိုင်တော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ် TV ပေါ်က Professor O ကလည်းသူငယ်စဉ်ကတင်ချာအိုလံပစ်ပြိုင်ပွဲမှာဟတ်ဆန်းနဲ့တွေ့ဆုံခဲ့ပုံတွေကိုပြန်လည်ပြောပြနေပါတယ်သူတို့နှစ်ဦးစလုံးကိုနာမည်ကျော်တင်ချာပညာရှင်တဦးကတမိုးကြီးဘောပင်တစ်ချောင်းစီလက်ဆောင်ပေးခဲ့ပြီးအိုဟာအခုချိန်ထိအဲ့ဒီဘောပင်ကိုတင်ထားဆဲဖြစ်ပါတယ်ဂီချုံနဲ့ဂျီဝူးတို့နှစ်ယောက်လုံးသတင်းကိုတွေးလိုက်ရပြီးဟတ်ဆောင်ကိုအရင်ဆုံးသွားမေးတာကတော့ဂျီဝူးပဲဖြစ်ပါတယ်ဒါပေမဲ့ဟတ်ဆောင်ကအရန်ဒေါသထွက်သွားပြီး Riemann အယူအဆ Riemann hypothesis အကြောင်းကိုနောက်တစ်ခါထပ်မပြောဖို့သူ့ကိုအမိန့်ပေးလိုက်ပါတယ်တစ်ချိန်တည်းမှာပဲ Mr. Kim ဟာစာမေးပွဲကိစ္စကြောင့်ပြဿနာတက်နေပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ဂုဏ်သိက္ခာကထိခိုက်နေလို့ပါဒါပေမဲ့လုပ်ဖို့ကင်ဖက်တယောက်ကလုံခြုံရေးကင်မရာတွေကိုပြန်စစ်ဆေးကြည့်တဲ့အခါမှာတော့ဖြည့်ရှင်းချက်ကိုရှာတွေ့သွားပါတယ်နောက်တစ်နေ့မှာ Mr. Kim ကဂျီဝူးကိုခေါ်ပြီးကွန်ပျူတာခန်းထဲကနေစာရွက်ချိုးနဲ့ခိုးထွက်လာတဲ့မှတ်တမ်းကိုပြသခဲ့ပါတယ်ဂျီဝူးကဒါဟာတခြားကိစ္စဖြစ်ကြောင်းရှင်းပြဖို့ကြိုးစားပေမဲ့တက်တည်မပြနိုင်ပါဘူးကင်မရာမှတ်တမ်းနဲ့ဂျီဝူးရဲ့ရုတ်တရက်တိုးတက်လာတဲ့တင်ချာအရေးချင်းတွေကြောင့်ဘယ်သူမှသူ့ကိုယုံမှာမဟုတ်ပါဘူးဒါကြောင့် Mr. Kim ကသူ့ကိုကြောင်းပြောင်းဖို့ကမ်းလှမ်းလိုက်ပါတယ်တကယ်လို့ကြောင်းပြောင်းမယ်ဆိုရင်ဒီအမားကိုလူသိရှင်ကြားထုတ်ဖော်မှာမဟုတ်ပါဘူးဝမ်းနည်းစရာကတော့ဂျီဝူးကမေးခွန်းပေါက်ကြားအောင်လုပ်တယ်ဆိုတဲ့ကောလာဟလတွေကလူတိုင်းစီပြန့်နှံ့သွားပါတယ်ဘိုရန်ကအမှန်တရားကိုသိနေတဲ့အတွက်ဒီကိစ္စကိုအယမ်းစိတ်မကောင်းဖြစ်နေပါတယ်။ကီချောလဲကိုပိုင်ပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။ဟတ်ဆောင်ရဲ့အောင်မြင်မှုတွေကိုတောင်ကိုရီးယားကရယူနေတဲ့အပေါ်မြောက်ကိုရီးယားကဒေါသထွက်နေပါတယ်။အထူးသဖြင့်ဒီရှာဖွေတွေ့ရှိမှုတွေကစစ်ဘက်ဆိုင်ရာကုတ်တွေနဲ့ဆက်ဆက်နေလို့ပါ။ဒါကြောင့်လည်းအမျိုးသားထောက်လှမ်းရေးအဖွဲ့ကကီချောကိုတုံးပြီးဟတ်ဆောင်ကို TV မှာထွက်ပြီးရှင်းလင်းဖို့ဖြောင်းဖြတ်ခိုင်းပါတယ်။ဟတ်ဆောင်ရဲ့နာမည်ကသတင်းတွေမှာနေရာအနှံ့ပါလာပြီးလုပ်ဖို့ကင်ဖက်ဟောင်းတယောက်ကတော့မြောက်ကိုရီးယားကိုအတူတူပြန်ဖို့လာရောက်တိုက်တွန်းပါတယ်။ဒါပေမဲ့အဲ့ဒီလူကဟတ်ဆောင်ကိုပြန်ခေါ်လာနိုင်ရင်သူပါအဖြစ်ကနေလွတ်ငင်းခွင့်ရမယ်လို့ပြောလိုက်မိတဲ့အပြင်ဟတ်ဆောင်ရဲ့သားဖြစ်သူအကြောင်းကိုပါထည့်ပြောလိုက်တာကြောင့်ဟတ်ဆောင်ပို့ပြီးဒေါသထွက်သွားပါတယ်။ကီချောလဲဟတ်ဆောင်စီကိုလာပြီးသူ့ကိုကာကွယ်မပေးနိုင်တဲ့အတွက်တောင်းပန်ပါတယ်။ဒါပေမဲ့ဟတ်ဆောင်ကတော့နှစ်အတော်ကြာအောင်စောင့်ရှောက်ပေးခဲ့တဲ့အတွက်ကီချောကိုကျေးဇူးတင်နေစေပါဟတ်ဆောင်တယောက်မျိုးကနေထွက်ခွာဖို့ပြင်ဆင်နေတော့ကီချောကဟတ်ဆောင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလွှင့်ပစ်ခဲ့တဲ့သူတေသနာစာရွက်စာတမ်းတွေကိုပြန်ပေးလိုက်ပါတယ်။အဲ့ဒီစာရွက်တွေကအရန်တန်မိုးရှိလွန်းလို့ကီချောကတင်ထားပေးခဲ့တာပါ။အဲ့ဒီအချိန်မှာဂျီဝူးရောက်လာပြီးမဲ့အထက်ကအော်ဟစ်တန်တွေကြောင့်အပြင်မှာပဲစောင့်နေခဲ့ပါတယ်။ဒီသူတေသနာကြောင့်သူ့သားအသက်ဆုံးရှုံးခဲ့ရတာမို့ဟတ်ဆောင်ကအရန်ဒေါသထွက်နေပြီးဒါကို TV မှာပြသဖို့ညှင်းဆိုလိုက်ပါတယ်။ဒီချောထွက်သွားပြီးနောက်ဂျီဝူးကဟတ်ဆောင်နဲ့စကားပြောဖို့ကြိုးစားပေမဲ့ဟတ်ဆောင်ကတော့ဒေါသတကြီးနဲ့သူတို့နှစ်ယောက်ဟာဆရာနဲ့တပည့်ထက်ဘာမှမပိုဘူးလို့ပြောပြီးနှင်ထုတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာဂျီဝူးစီကိုဘိုရန်ကဖုန်းဆက်ပြီးဘာလို့ဒီအတိုင်းအပြစ်တင်ခံနေရတာလဲလို့မေးပါတယ်။ဂျီဝူးကတော့အားလုံးပြီးသွားပြီလို့ပြောပြီးဖုန်းချလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲဟတ်ဆောင်ဟာဘတ်စကားဂိတ်ကိုရောက်လာပြီးလူစိမ်းတယောက်ရဲ့မျက်နှာမှာသူ့သားရဲ့ပုံရိပ်ကိုမြင်အောင်ကအတိတ်ကိုပြန်တတိယလာပါတော့တယ်။